ဒီဥရိယပတ္တဇတ်ကိုမြတ်စွာဘုရားဘာကြောင့်ဟောကြားတော်မူခဲ့တာတော့ဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးသာသနာ့ဘောင်မှာမပျော်မွေ့ဘူးလူလောကကိုစိတ်ပြန်ပြီးတော့လဲတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့နားတော်ကိုပေါက်ကြားလို့မြတ်စွာဘုရားကအဲ့ဒီယဟန်ကိုရှေ့တော်မောက်ခုံပြီးတော့သာသနာ့ဘောင်မှာမပျော်မွေ့ဘူးဆိုတာဟုတ်ရဲ့လားလို့မေးတော့အဲ့ဒီယဟန်တော်ကလည်းမှန်တဲ့အကြောင်းမြတ်စွာဘုရားကိုလျှောက်တယ်အဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားကဘာဖြစ်လို့သာသနာ့ဘောင်ကိုမပျော်ရတာတော့နဲ့ရှေ့တုန်းကသူတော်ကောင်းတွေဟာလွန်တရားမဲ့မောပေါ်ရကောင်းတဲ့စီစဉ်ဥစ္စာနဲ့ပြည့်စုံတဲ့ကာမဂုဏ်အာယုန်တွေနဲ့ပြည့်စုံပြီးတော့နေများတော့လည်းပဲကာမဝတ္ထုအာယုန်အစုတွေမှာစိတ်မလဲပဲနဲ့နေခဲ့ဘူးတယ်လို့မြတ်စွာဘုရားကအဲ့လိုစကားဥလေးတန်းပြီးတော့ရှင်းတော့ကသူတော်ကောင်းကြီးတွေရဲ့စိတ်နေတဘာဝဒါကိုအားကြတဲ့စိတ်နဲ့ကိုယ့်ရဲ့ဘဝကိုတက်တက်မတ်မတ်ပြန်ပြီးတော့တိဆောက်နိုင်ဖို့အဲ့ဒီဥရိယပတ္တဇတ်ကိုမြတ်စွာဘုရားဟောဇတ်တော်တွေကိုနားထောင်ရတယ်ဆိုတာမြတ်စွာဘုရားကသင်္ကန်းသာယူစဉ်ခြင်းလို့အားကြစေခြင်းလို့ကိုယ်လည်းပဲအဲ့လိုဖြစ်အောင်လုပ်မယ်ဆိုတဲ့အားတွေတက်ပြီးတော့ကိုယ့်ရဲ့ဆိုးရတဲ့အခြေအနေတစ်ခုကိုပြုပြင်ပြောင်းလဲနိုင်ဖို့ဒီလိုရည်ရွယ်ချက်နဲ့မြတ်စွာဘုရားဇတ်တော်တွေကိုဟောတာနော်တော့ဒီဇတ်တော်ကိုဟောတာကအဓိကကမြင်မာတဲ့သူတော်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အခြေအနေကိုသိမြင်နားလည်ပြီးတော့အားကြတဲ့စိတ်နဲ့ပျက်စီးအံ့ဆဲတဲ့ဖြစ်နေတဲ့ကိုယ့်ရဲ့ဘဝကိုပြန်ပြီးတော့တည်ဆောက်နိုင်ဖို့ဒီရွယ်ချက်နဲ့မြတ်စွာဘုရားကဒီဥရိယပတ္တဇတ်ကိုဟောတာပေါ့နော်ဇတ်တော်ကိုဘုရင်တို့ဘယ်ကနေမြတ်စွာဘုရားစပြောလဲဆိုတော့ကာတိ